င်္ဂလာပါမင်္ဂလာတော့မရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကမေလ12ရက်နေ့မှာဒီဘဲမြို့နယ်အိုးထိန်တွင်းကြီးရွာကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်ပေါ့အဲ့ဒီမှာကလေးငယ်တွေအမျိုးသမီးတွေဆရာမတွေပေါ့နော်အသက်ဆုံးရှုံးခဲ့ရတယ်ဒီမှာဆိုလို့ရှိရင်ကျောင်းကိုသူတို့ကတိုက်ခိုက်တာပေါ့နော်အရှိမဆိုလို့ရှိရင်လည်းအစောပိုင်းကာလတွေမှာဆိုရင်လည်းပစီတို့လက်ရက်ကုန်းတို့နောက်ဆုံးပိတ်ပေါ့နော်စစ်တပ်ကလက်နက်ကြီးနဲ့ဒီဖလူးကြီးရွာစာတင်ကျောင်းတွေကိုပါတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ဒီလိုနေရာတွေမှာလည်းအသေးအပြောက်တွေများခဲ့တယ်ကလေးငယ်တွေအမျိုးသမီးတွေရာဆိုလို့ရှိရင်ဒီစစ်ရဲ့ဒဏ်ကိုခံနေရတော့မှဖြစ်တယ်ပေါ့နော်ဒီစစ်တပ်ကဒီစစ်ဗိုလ်တွေဆိုလို့ရှိရင်နေပြည်တော်မှာဆိုရင်ပေါ့နော်သူတို့ကလေးတွေကိုကြတော့ international school တွေအကြောင်းအကောင်းစားတွေထားကြတယ်ပေါ့နော်ဒါပေမဲ့ပြည်သူတွေရဲ့ကလေးငယ်တွေကျောင်းစာတင်နေရတာမှပဲပေါ့နော်စာတင်ကျောင်းကိုဒီလိုလုံးရက်နိုင်နေပေါ့နော်တကယ်တော့စစ်ဗိုလ်တရားရဲ့လာကဒီ international school တွေပါမထားနိုင်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကဟိုဘယ်ကဝင်ငွေနဲ့ထားကြလဲတော့မသိဘူးပေါ့နော်ဒီနေရာမှာနိုင်ရှင်ကျင်တာကကြတော့သူများရဲ့ကလေးငယ်တွေကိုကြတော့ACC ပဲကျောင်းမှာကျောင်းတက်နေတဲ့ကလေးငယ်တွေဘာမှမသိတဲ့ကလေးငယ်တွေကိုဖြက်လို့ဖြက်စီးပေါ့နော်ဒီလိုမျိုးလုံနိုင်တယ်အသက်သိဆုံးတဲ့အထိဒီလိုမျိုးလုံနိုင်တယ်သူတို့ကလေးတွေကြတော့လုံခြုံတဲ့နေရာမှာကောင်းမွန်တဲ့စာတင်မှုတွေပြုလုပ်ကြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီစစ်တပ်ကလူတွေပေါ့နော်ဒီစစ်သားတွေရဲ့ဒီအမျိုးသမီးတွေလည်းကျွန်မပြောချင်တာကိုချင်းစာတရားပေါ့ကျွန်တော်တို့အမျိုးသမီးမှာဆိုရင်ကိုချင်းစာတရားကြီးမားကြတာပုံမှန်အားဖြင့်များရတယ်ပေါ့နော်ဆိုတော့ကိုချင်းစာတရားဟိုမထားကြဘူးလားဒီကလေးငယ်တွေစာတင်နေတာဘာဖြစ်ရှိလို့ဒီလိုမျိုးတွေရရဆက်ဆက်တက်ဖြတ်နေရလဲဆိုတော့ကျမတို့မေးခွန်းထုတ်ချင်တယ်နောက်ပြီးတော့ကျမတို့ဒီလည်းအမျိုးသမီးတွေဖြစ်တယ်မြန်မာနိုင်ငံကအမျိုးသမီးတွေကဆိုလို့ရှိရင်ငင်းချင်းနဲ့လုံခြုံရေးအရန်ကိုချိုးဖောက်ခံနေရတယ်ဒါကိုလည်းနိုင်ငံတကာသိအောင်လို့ကျွန်တော်တို့ဒီနေရာမှာပြောနေခြင်းဖြစ်တယ်ပေါ့နော်တခြားသောပြည်သူ့စစ်သားစနည်းများတွေကလည်းသူတို့ရဲ့အတန်တွေကိုဆက်လက်ပြီးတော့ထုတ်လွှင့်မှာဖြစ်တယ်ဒီ AAPP ရဲ့စီးရင်အရာဆိုလို့ရှိရင်2025ခုနှစ်အတွင်းမှာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ကလေးငယ်တွေစုစုပေါင်းပေါ့နော်100ကျော်တည်ဆုံးနေရပြီဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကလေးငယ်တွေအမျိုးသမီးတွေဘယ်လောက်ထိပေးဆက်ရအောင်လဲပေါ့နော်ဒါကြောင့်မလို့ဒီစစ်တပ်ကလူတွေလည်းဒီလိုမျိုးအကြမ်းဖက်လုပ်ရက်တွေကိုရက်တန်းကရက်ပါလို့ဒီနေရာနေပြောချင်တယ်ပြီးတော့နိုင်ငံတကာကရောဒီကမ္ဘာကုလသမဂ္ဂတို့နောက်ပြီးတော့ဒီကလေးငယ်ပေါ့နော်ဒီ UNICEF တို့ရောဒီကလေးငယ်တွေဒီလိုမျိုးကျူးလွန်ခံနေရတာကိုလက်ပိုက်ကြည့်နေမလားလို့ကျမတို့ဒီနေရာနေပြီးတော့တိုက်တွန်းချင်တယ်အထူးသဖြင့်တော့ကျမတို့အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကလေးငယ်တွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်အားလုံးမှာတာဝန်ရှိပါတယ်ဒီစစ်ကောင်စီကိုအမြဲဆုံးရက်တန်းကရက်တက်မှုဝိုင်းဝန်းပြီးတော့ကုညီဆောင်ရွက်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ချူချွန်မြင့်ဖြစ်ပါတယ်ရှင်ဒီဘေးမှာဖြစ်သွားတဲ့ဒီဘုံကျဲတာနဲ့ပတ်သက်ပြီးတော့ဗောနော်ညီမစိတ်ထဲမှာခံစားနေရတဲ့ဒီရင်တွင်းဖြစ်လေးတွေကိုအများပြည်သူသိအောင်ပြောပြချင်တာပေါ့ဒီဘေးဒီမှာဖြစ်သွားတာဆိုလို့ရှင်ဒီလေချောင်းနဲ့တိုက်တာဗောနော်အဲ့ဒါဆိုလို့ရှင်ဒီအခုဘုံကျဲလိုက်တဲ့အထဲမှာကလေးတွေဆိုလည်းအများကြီးပါသွားတယ်မိခင်တွေဟိုဆရာမလည်းပါတာပေါ့နော်ကလေးတွေနေရာမှာနေပြီးတော့မိခင်တယောက်နေနဲ့မြင်တာကတော့ဒီဟာမျိုးကလုံးဝမဖြစ်တဲ့အရာပေါ့ကိုကလေးတွေဆိုလဲဒီနေရာမှာပါသွားခဲ့ရင်အခုဆိုလို့ရှိရင်ဘယ်လောက်ထိငိုကြွေးနေရမလဲဆိုတာကိုချင်းစနိုင်ပါတယ်အခု line နေဖွင့်ကြည့်လိုက်လို့ရှိရင်အခုမြင်နေရတဲ့အရာတွေအကုန်လုံးကစိတ်ထဲမှာစိုးနှစ်စရာတွေကြီးပဲမိဘတွေငိုကြွေးနေတာကိုတွေ့ရတယ်မိဘတိုင်းအယူလိုပဲခံစားနေရတာကိုတွေ့ရတယ်အဲ့အရာတွေကိုမြင်နေတွေ့နေရတဲ့အတွက်ရှင်ထဲမှာဘလို့မှမခံစားနိုင်ဘူးမိဘတယောက်အနေနဲ့စာတင်ကြောင်းတစ်ခုဖြစ်တဲ့အတွက်မိဘတိုင်းကဒီကလေးတွေကိုပညာရေးမှာအကုန်လုံးကဦးစားပေးတယ်သူတို့ဘဝတွေဒီလိုလေဆိုင်ကောက်ဆိုင်နေရတဲ့အချိန်မှာသားသမီးတွေကိုမြင့်တက်စေချင်တဲ့အတွက်ပညာရေးကိုဦးစားပေးပြီးထားကြတယ်ချို့ကြတယ်လည်းမရှိပဲရုန်းကန်ပြီးထားရတယ်ချို့ကြတယ်လည်းပြည်လဲနေဘဝနဲ့ထားခဲ့ရဘူးဒီလိုပညာရေးကိုဦးစားပေးနေတဲ့အချိန်မှာဒီစကားစပန်းနေပြီးတော့ဒီလိုမျိုးစာတင်ချောင်းကိုမှလောက်ရက်တာကိုညီမတို့အနေနဲ့စိတ်ထဲမှာလုံးဝခံစားနိုင်ဘူးမဖြစ်တဲ့လောက်ရက်လေကိုအရင်တော့စစ်သားမိန်းမလောက်ခဲ့မိတာတော့မှရှင်းနာတယ်ရှင်မိတယ်စစ်သားမိန်းမဘဝနဲ့15နှစ်လုံးစစ်တပ်ထဲမှာနေခဲ့ရတာကိုရှင်းနာတာပေါ့နော်ဒီလိုမျိုးလူတွေတက်ဖြတ်နေတာအခုအပြစ်မဲ့တဲ့ကလေးတွေစတင်နေတာဖြူစင်တဲ့ကလေးတွေသူတို့ဘဝတွေ
ဘာမှမသိတော့အခုမြေကြီးထဲမှာဘဝတွေဆုံးရှုံးသွားပြီဒီလိုမျိုးမခံစားနိုင်တဲ့မိဘတွေကိုမြင်နေရတဲ့အတွက်ကိုလည်းမခံစားနိုင်ဘူးအားလုံးအတွက်ဝမ်းနည်းပါတယ်တက်ထဲမှာနေခဲ့တော့ကဒီအာနာစတိန်တဲ့အချိန်မှာ CDN နေလောက်တဲ့အချိန်မှာပေါ့နော်ကျောင်းဆရာမဆရာတွေဆိုလို့ရှိရင်အကုန်လုံး CDN တွေကိုဝင်သွားကြတယ် CDN လောက်လိုက်တဲ့အချိန်မှာကျောင်းမှာဘယ်သူမှမရှိတော့ဘူးဆရာမလေး9ယောက်ပဲရှိတော့တယ်အဲ့ဒီအချိန်မှာညီမတို့တွေလည်းကျောင်းကိုမထားရတော့ဘူးမထားရတော့ပဲနဲ့ဟိုကိုအိမ်မှာပဲကိုထားလိုက်တာပေါ့နော်အဲ့ဒါကိုတန်ရုံမူကအစည်းအဝေးခေါ်တယ်ဒါပါခမ်းမတွေကိုခေါ်ပြီးတော့ရဲမေတွေကိုဘာဖြစ်လို့ကလေးကိုကျောင်းမလွှတ်တာလဲကလေးတွေကျောင်းမသွားတာကိုတွေ့တယ်ပေါ့အဲ့ဒါဘာဖြစ်လို့လဲအဆိုပြီးတော့တန်ရုံမူကခေါ်ပြီးတော့ပြောတဲ့ခါကျတော့ညီမတို့တွေကကျောင်းကိုမလွှတ်ရဲတော့ဘူးဆိုတော့ဒီလိုမျိုးမိဘတွေခံစားခဲ့ရတဲ့အတွေ့အကြုံမျိုးညီမတို့တွေခံစားရမှာဆိုလို့ဒီကျောင်းကိုမလွှတ်ရဲတော့အိမ်မှာပဲလုံခြုံအောင်ဆိုပြီးတော့ထားခဲ့တာအဲ့ဒါတန်ရုံမူကပြောတယ်အဲ့ဒါဆိုလို့ရှိရင်တို့လည်း CDN လောက်တာနဲ့တူသွားမှာပေါ့အဲ့လိုမျိုးငါအဖြစ်မခံနိုင်ဘူး CDN လောက်တဲ့မိဘတွေကတို့သားသမီးတွေကိုကျောင်းမတက်ခိုင်းရင်တော့မှနေတို့ကစစ်သားမိန်းမဖြစ်တဲ့အတွက်ဒီကလေးတွေကိုကျောင်းကိုလှုပ်ကမယ်ဆိုပြီးတော့တန်ရင်မူကထားပါမှာခေါ်ပြောတယ်အဲ့ဒါကြောင့်မို့လို့ညီမတို့မှာဟန်ပြဆိုပြီးတော့တန်ရင်မူကဟန်ပြဆိုပြီးတော့ကျောင်းကိုကလေးတွေကိုဆက်ထားခိုင်းတာဆက်ပို့ခိုင်းတာစစ်တပ်မှာဝါဒဖြန့်တာတွေကရှိတယ်အဲ့ဒါကြောင့်တို့မှိုင်းတိုက်တာတွေကဒါညီမကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတာတို့ကပညာရေးကိုတကယ်ဆိုလို့ရှိရင်ဦးစားပေးတာမဟုတ်ဘူးအပေါ်ရန်တွေပဲရှိတာအဲ့ဒါကြောင့်မို့လို့လေဒီလိုလောက်ရက်ကိုတို့လှုပ်တယ်ဆိုတာညီမအသေးချာသိပါတယ်ပြောရဲပါတယ်သူတို့ဘက်ကနေလူတယောက်ကိုတတ်ဖို့ဆိုတာလည်းဝင်မလေးပါဘူးအခုဆိုလို့ရှိရင်စာတင်ချောင်းတွေမိသူတို့ဘုံကျဲခဲ့တာတနေရာလည်းမဟုတ်တော့ဘူး4-5နေရာလောက်ရှိနေပြီကလေးတွေအသက်တွေလည်းဆုံးရှုံးခဲ့ရတယ်တယောက်2ယောက်မကတော့အယောက်ကိုရာနဲ့ချီထောင်နဲ့ချီလောက်ရှိနေပါပြီဒါကိုညီမတို့အနေနဲ့မခံစားနိုင်ဘူးမိဘတွေအတွက်လည်းကိုချင်းစားပါတယ်လို့ဒီလိုမျိုးတက်ဖြတ်နေတာတွေကိုမမြင်ချင်တော့ဘူးလူတိုင်းကအသက်တွေနဲ့ကြီးပဲကိုင်းတိုင်းဒီပဲရင်အိုးထင်းရွာမှာပေါ့နော်ကြီးရွာမှာဖြစ်တဲ့ဒီလေးချောင်းတက်ခိုက်တာကိုပေါ့နော်သတင်းထဲမှာတွေ့ရတယ်ဒီចောင်းသားတွေရောဆရာမတွေရောတည်တဲ့အခါမှာပေါ့နော်တွေ့ရတဲ့အချိန်မှာဘယ်လိုလဲဆိုတော့ကိုကဒီចောင်းသားမိဘတွေရဲ့နေရာမှာကိုကလည်းမိခင်တူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီခံစားရတဲ့ဟာလေးကိုပေါ့နော်ပြောချင်တာပေါ့နော်ပြောချင်တဲ့အချိန်မှာဒီမိဘတွေဆိုဒီចောင်းသားတွေပေါ့နော်ဒီတည်ဆုံးတဲ့နေရာမှာသူတို့အနေနဲ့ဘယ်လောက်တိတောင်ခံစားရမလဲဆိုတာကိုပေါ့နော်သူတို့မပြောနဲ့ကိုတောင်ဒီတိုင်းဒီသတင်းလေးကြည့်အောင်နေနဲ့ကိုမခံစားနိုင်ဘူးပေါ့နော်ဒီចောင်းသားရဲ့ဒီကိုမိဘတွေဆိုရင်ဟုတ်တယ်မလားចောင်းကိုသားသမီးចောင်းတက်တယ်ပြန်လာတဲ့အချိန်တွေမျှော်နေတာရှိမယ်မိဘတွေမှာဒီလိုမျိုးဒီစာတင်နေတဲ့အချိန်မှာဒီစစ်တက်ကပေါ့နော်ဒီចောင်းကိုဘုံနဲ့ကျဲလိုက်တဲ့အချိန်မှာခလေးတွေခမမှာဘယ်လောက်ကြောက်လန့်ပြီးတော့ဆီယာမတွေရောခလေးတွေရောပေါ့နော်ဘလို့အများခံစားသွားမယ်ဆိုတော့စိတ်ကြီးကိုတွေးဝင်မိတယ်ဒီလားသူတို့နေရာမှာဆိုရင်ရောကိုဆိုရင်ရောကိုရီဆိုရင်လည်းဒီကြုံဘူးတယ်ပေါ့နော်ကြုံဘူးတယ်ဆိုတာဒီတောထဲမှာနေတော့ဆိုဒီလေချောင်းနေလာတဲ့ဆိုရင်ကိုရီမှာပုံရတာရှိတယ်ဒီတပင်ဘေးတွေမှာတပင်အကြီးတွေဘေးတွေမှာကွယ်ရတာရှိတယ်ပုံရတာရှိတယ်ဂရုချင်းတွေထဲမှာပုံရတဲ့လူတွေရှိတယ်သူတို့ဆိုလည်းကြောက်နေရတာကြောက်တယ်ဆိုတာဒီလူချင်းထိုက်တွေးလို့မဟုတ်ဘူးသူတို့ကလေချောင်းဆိုတာကိုကဘာမှမသိနိုင်ဘူးလေကြွတယ်မသိနိုင်သူတို့ဘယ်ချိန်မှာဘလို့ကျဲမယ်ဘလို့ဟွာဖြစ်မယ်ဆိုတာမသိနိုင်တဲ့အချိန်မှာအဲ့အချိန်မှာဒီကလေးတွေနေရာမှာဆိုလဲခံစားမိတယ်ကိုရီတောင်ဒီလိုမျိုးတောထဲမှာနေတော့ဒီလိုမျိုးပေါ့နော်ဒီချောင်းရံကိုကြောက်ပြီးတော့နေခဲ့ရတာဆိုတော့ဒီကလေးတွေဆိုရင်လဲသူတို့ဘလို့ခံစားရမလဲပေါ့နော်ဘလို့ကြောက်နေကြမလဲပေါ့နော်ဒီလိုမျိုးဖြစ်သွားတဲ့အချိန်မှာတချို့ဆိုရင်လည်းမှချီလက်အင်္ဂါတွေပါလို့ပြတ်ထွက်သွားတဲ့ပုံစံမျိုးလည်းကြားရတယ်တွေ့ရတယ်ကလေးတွေမှာဆိုတော့ကိုကမိဘဆိုရင်ဒီကလေးတွေဖြစ်နေတဲ့ဟာကိုလုံးဝဘောနော်မခံစားနိုင်ဘူးသူတို့မိဘနေရာလဲကိုဝင်ကြည့်ပေးတယ်သူတို့မိဘတွေဆိုရင်လုံးဝခံစားနိုင်မှာမဟုတ်ဘောနော်ခံစားနိုင်မှာကိုဆိုလဲဒီလိုမျိုးတွေးကြည့်လိုက်တယ်ဘောနော်သူတို့နေရာမှာကိုသားသမီးဆိုရင်လဲကိုဆိုလဲဘလို့မှယုံမတက်ခံစားရမှာပဲမိဘတွေခမရမှာလဲသူတို့ခံစားရမှာပဲဒီစက်ကစားရုံမှမှုတွေပေါ့နော်ဒီတိုင်းပြည်လုံးလဲတိနေတဲ့အချိန်မှာသူတို့ဒါဒီလိုမျိုးကြောင်းနေဆိုလဲခဏဘုံနေကျဲတဲ့ဒီပြည့်ရှိတဲ့ပြည်သူတွေအပြင်ဒီကလေးတွေပါလာပြီပေါ့နော်ဒီဆရာမတွေရောကလေးတွေကဘာတိမှာတော့ဟုတ်တယ်မလားဘာတိမှာလဲဆိုတာကလေးတွေကသူတို့စာသင်မယ်သူတို့ဒီအချိန်မှာသူတို့စော့မယ်ဒါလောက်ပဲတိမှာလေဒီလိုမျိုးသူတို့ဘွားတွေဒီလိုမျိုးတိုက်ခိုက်တဲ့အချိန်မှာကလေးတွေခမရမှာဘယ်လောက်တောင်ကြောက်လန့်နေမလဲပေါ့နော်ခံစားမိတယ်ပေါ့နော်
အဲ့ဒီအချိန်မှာကိုသားသမီးဆိုလည်းကိုတော့မခံစားနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုသားသမီးလေးသားဆိုရင်လည်းကိုလုံးဝခံစားနိုင်မှာမဟုတ်အားကြောင့်မလို့ဒီစကားစဒီစစ်တပ်ကြီးကရုံတော်တော်ရုံမှလုံးနေလို့ပြောရမယ် ကျောင်းလေးကိုပေါ့နော်ဒီစစ်ကောင်စီကလင်းနဲ့လာပစ်တဲ့ဟာကတော်တော်ဆူဆူဝါဝါလို့ကျွန်မခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မစီရီယန်ဆီယမတယောက်အနေနဲ့မိခင်တယောက်အနေနဲ့ပေါ့နော်ခံစားချက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့စကားဘက်ကသတင်းတွေမှာဗာပြောလဲဆိုလို့ရှိရင်ဒီဘက်ကပြည်ဖြတ်မီဒီယာတွေကနေပြီးတော့မှသတင်းအမှားတွေပါဆိုပြီးတော့မှပြောလာခဲ့တယ်သတင်းအမှားတွေပါပြောလာပြီးတော့မှနောက်တစ်ခုရှိတာကဒီနေရာကနွေရာသီចောင်းပိတ်ရမှုလို့သူတို့ lobby သူတို့ရဲ့စကားစ lobby တွေကဗာပြောနွေရာသီចောင်းပိတ်ရမှုလို့ចောင်းဖွင့်ချိန်မဟုတ်ဘူးကျမတို့ပြည်သူဘက်ကိုရက်တည်နေတဲ့လူတွေကကျောင်းဖွင့်ချိန်ကျောင်းပိတ်ရဲဆိုတာကျမတို့မှာမရှိဘူးဒီကလေးတွေဒီလိုစစ်ဆောင်နေရင်းနဲ့ဒီကာလတွေမှာနေရတဲ့ကလေးတွေပညာတက်ဖို့အတွက်ကျောင်းပိတ်ချိန်ကျောင်းဖွင့်ချိန်ဆိုပြီးတော့မှရွေးနေဖို့အချိန်ကျမတို့မှာမရှိတဲ့အတွက်ကြောင့်မလို့ရတဲ့အချိန်လေးမှာရှိတဲ့အချိန်လေးမှာဒီလူမျိုးလေးကလေးတွေရဲ့ပညာရေးကိုပေါ့နော်ရအောင်သင်ပေးနေတဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့ဒီကာလအတွင်းထဲမှာလာပြီးတော့မှဘုံကျဲသွားတယ်ကလေးတွေဆိုလို့ရှိရင်တော်တော်ဆိုးဆိုးဝါးကြီးမြင်ကွင်းကိုကျမဆိုရင်ကြည်လဲမကြည့်နိုင်ဘူးခံလဲမခံစားနိုင်ဘူးပေါ့နော်အဲ့လိုအနေအထားမျိုးအဲ့တော့နောက်တစ်ခုရှိတယ်သူတို့ကဒီနေရာကိုပြစ်ထားသည်အကျန်းဖက်လုပ်ငန်းတွေရှိနေလို့အကျန်းဖက်တွေနေတဲ့နေရာမို့လို့ပြစ်ထားဆိုပြီးတော့မှစစ်လော်ဘီတယောက်ကပြောတယ်အဲ့တော့စဉ်းစားကြည့်လိုက်ကျမတို့တလူလူတက်နေမဲ့ကျမတို့ရဲ့ကလေးတွေကသူတို့တတ်မှတ်ထားတဲ့အကျန်းဖက်တွေလာပေါ့နော်အဲ့လိုမျိုးတွေကြားနေရတဲ့အတွက်ကြောင့်မို့ကျမမိခင်တယောက်အနေနဲ့ရောဆီယာမတယောက်အနေနဲ့ရောပြည်သူစစ်သားဇနီးတယောက်အနေနဲ့ရောဒီဖြစ်စဉ်ကိုပေါ့နော်လုံးဝရှုံချပါတယ်လို့ ဒီမှာလည်းကလေးမိခင်တယောက်အနေနဲ့ပေါ့နော်ဒီစစ်တပ်ကဒီမတရားလုပ်ရက်ကြီးကိုပြင်းထန်ကိုချုပ်ချပါတယ်ပေါ့နော် နောက်ဆုံးညီမပြောချင်တာကတော့ပြည်သူစစ်သားဇနီးတယောက်အနေနဲ့ကလေးတွေရဲ့မိခင်တယောက်အနေနဲ့ဒီလိုမျိုးတပ်ဖြတ်နေတာကိုညီမအနေနဲ့လုံးဝရှုတ်ချချင်ပါတယ်မကျေနပ်ပါဘူးရှင် စစ်ကောင်စီရဲ့ဒီအမျိုးသမီးတွေနဲ့ကလေးငယ်တွေအပေါ်မှာအကြမ်းဖက်မှုတွေအကုန်လုံးကိုကျမတို့ပြည်သူစစ်သားဇနီးများနေပြီးတော့ပြင်းထန်စွာရှုံချပါတယ်